လွန်ခဲ့သောနှစ်ပေါင်း130ကျော်ကုန်းမောင်ခေဤနောက်ဆုံးနေ့ရက်များစီသို့ထိုစဉ်ကရတနာဘုံနန်းမြို့တွင်၌တီဘောမင်းတရားကြီး၏အသုံးဆောင်ဖြစ်သောမင်းသုံးထင်းများကိုဖန်တီးရသည်ဦးရွှေစာဟူသောထီးလုပ်သူပညာရှင်တဦးရှိခဲ့သည်ထိုအခက်အခါကအနုစိတ်ဒီဇိုင်းများဖြင့်မွမ်းမံထားသောအဝတ်ထီးများမှာတာမန်လူတို့အသုံးပြုခွင့်မရှိဘဲတော်ဝင်မိသားစုနှင့်အထူးအခွင့်အာဏာရပုဂ္ဂိုလ်များသာစားနှင်းနိုင်သည့်မြင့်မြတ်သောအဆောင်အယောင်တင်ပြများဖြစ်ခဲ့ကြသည်1885ခုနှစ်တွင်ဗြိတိရှတို့ကရတနာဘုံနန်းတော်ကိုသိမ်းပိုက်လိုက်ပြီးတဲ့နောက်နန်းတွင်ထီလုပ်ငန်းရှင်ဦးရွှေစာသည်အေယာဝတီမြစ်ကြောင်းတိုင်းကီလိုမီတာ900ခန့်ဝေးကွာသောမြို့ဝကျွန်းပေါ်ဒေသပသိမ်မြို့စီသို့တင်ဆောင်လာခဲ့သည်နန်းတွင်မှပါလာသောအတတ်ပညာကိုအရင်တည်းကပသိမ်မြို့တွင်ထီလုပ်ငန်းကိုပြန်လည်စတင်ခဲ့ရမှာယနေ့ကဘာကသိကြသည့်ပသိမ်ထီဟူသောအနုပညာလက်ရာမှာတရေတီခဲ့လေသည်ပသိမ်ထီတလက်လုံးမီဆိုသောထီယိုထီခရိုင်ထီရတို့ရှိရသည်ပသိမ်ထီတက်ဆင်ထုတ်လုပ်ရာတွင်အစင်ပေါင်း56ဆင့်ဖြတ်တန်းရပြီးတပတ်ခန့်အချိန်ယူကစိတ်ရှည်လက်ရှည်ထုဆရသည့်အနုပညာတစ်ခုဖြစ်သည်အသုံးပြုမိတဲ့နဲ့ဝါများကိုပိုးမွားတံခံနိုင်ရန်နဲ့ကြာရှည်ခံစေရန်အတွက်တဘာဝအတိုင်း2လခန့်ရေးစိမ်ပြီးအယောင်ချွတ်ရသည့်အဆင့်မှာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးလျှို့ဝှက်ချက်ဖြစ်သည်ထီကိုယ်တွေကိုပလောပီနဲ့တဲ့သီးရည်နဲ့ကောင်းငင်းမုံတို့ဖြင့်ဖော်ဆက်ထားသောရှင်းမှုမပြတ်တဘာဝကော်ဖြင့်မြဲမြံစွာကတ်နိုင်ရပြီးနောက်ဆုံးအဆင့်တွင်နှမ်းစီဖြင့်အယောင်တင်ကတောက်ပြောင်ခိုင်းခဲ့သောပသိမ်ထီတလက်ဖြင့်ဖန်တီးယူကြသည်ဤလုပ်ငန်းသည်ဦးရွှေစာမှသားဖြစ်သူဦးစောထိုမှတစ်ဆင့်လက်ရှိမျိုးဆက်ကိုမင်းနိုင်အထိမိသားစုအမွေအနှစ်ဖြင့်လက်ဆင့်ကမ်းလာခဲ့ကြသည်ပသိမ်ထီတို့၏အလှသည်တင်ပို့ရာဒေသပေါ်မူတည်၍ကွဲပြားသောပကြီးများရှိကြသည်မန္တလေးဒေသသို့ပေးပို့သောထီများတွင်နန်းတွင်းဟန်ပါသောလိပ်ပြာနှင့်ပန်းပုံစံများကိုရေးချပြီးရှေးဟောင်းပကံမြေသို့ပေးပို့သောထီများတွင်မူပကံနံရံဆေးပကြီးတို့၏အမွေအသက်ဖြစ်သောအနီးအညိုနှင့်အဖြူရောင်မိုင်းမိုင်းတို့ဖြင့်ခံရအောင်ဖန်တီးကြသည်မိန်းကလေးများအလှတက်ပုံရိုက်တဲ့အခါနဲ့အလူမင်္ဂလာပွဲသွားတဲ့အခါတွေမှာလည်းမြန်မာဝတ်ဆောင်နဲ့တွဲပြီးဆင်မြန်းလေးရှိကြသည်ပသိမ်ထီကိုအလူပွဲမင်္ဂလာပွဲနဲ့ကထိန်ပွဲတွေမှာထင်ထင်ရှားရှားတွေ့ရတတ်ပါတယ်ယနေ့ခေတ်တွင်ပသိမ်ထီသည်နေကာယံတတ်ထက်အမှုပညာလက်ရာအဖြစ်နေအိမ်ဟိုတယ်နှင့်အပန်းဖြေစခန်းများတွင်အလှဆင်ရန်အဓိကနေရာယူလာခဲ့သည်နိုင်ငံခြားသားဧည့်သည်များအတွက်မြမလက်ရာအဖို့တန်အမှတ်တရလက်ဆောင်တစ်ခုဖြစ်သလိုမြန်မာလူမျိုးတို့အတွက်မူနန်းတွင်းယဉ်ကျေးမှုမှဆင်းသက်လာသောဂုဏ်ယူဝယ်ရာအမျိုးသားရေးပြောက်တစ်ခုဖြင့်ရှင်သန်နေစေပင်ဖြစ်သည်ထို့ကြောင့်ပသိမ်ထီသည်မြန်မာလူမျိုးတို့တန်မိုးထားလက်ဆင့်ကမ်းသင့်သည့်ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပါသည်ရှင်